နောက်ဆုံးတော့ကျွန်တော်အားလုံးစောင့်မျှော်နေကြတဲ့ PUBG Mobile ရဲ့ Naruto Update Version 4.5 Game နဲ့ရောက်ရှိလို့လာပြီဖြစ်ပါတယ်။အဓိက event ကြီးနေရာ Hidden Leaf Center တို့တော့ Rozok ရဲ့အပေါ်ဘက်မှာတွေ့ရမှာဖြစ်ပြီး event နေရာတော်တော်လေးကိုလှပါတယ်။ Naruto Style အဆောက်အုံတွေတွေ့ရမှာဖြစ်ပြီးအဆောက်အုံတွေဝင်ပြီးမှ Ninja တို့ရဲ့နေ့စဉ်ဘဝကိုလေ့လာလို့ရပါတယ်။ PUBG Mobile ဘက်ကနေဒီ event နေရာအဆောက်အုံတွေနဲ့ပတ်သက်ပြီးမှလုံးဝအတွင်းကြပေါ့ဗျာအသေးစိတ်ဖော်ပြပေးထားတာမျိုးရှိပါတယ်။ event အသေးနေရာ Ninja Academy နဲ့ Konoha Hospital လည်းတွေ့ရမှာဖြစ်ပြီး secret location တွေအနေနဲ့ Fairy Pier နားမှာ exam final area ဒီနေရာကနေလည်း skill တွေတော်တော်များများရရှိမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Nobo တံတားကိုပေါ့ဗျာ Great Naruto Bridge ဆိုပြီးမှအစားထိုးထားတာမျိုးရှိပါတယ်။ကြီးပါပုံစံနေထားတော်တော်လေးကိုလှတယ်လို့ပြောလို့ရပါတယ်။ Nobo နားမှာကျွန်တော်တွေ့မြင်ရတာမျိုးရှိပါတယ်။ Prison နားမှာတော့ Naka Shrine Secret Room ဆိုပြီးမှနေရာတစ်ခုတွေ့ရပါလိမ့်မယ်။ဒီကောင် activate လုပ်လိုက်တယ်ဆိုရင်တော့မြေအောက်ပေါ့ဗျာအခန်းပွင့်သွားပါလိမ့်မယ်။မြေအောက်ထဲဝင်ရင်မှလည်းတကယ်ကျွန်တော် loot တွေပါတယ်လုံးဝ share ယူလို့ရတာဖြစ်ပါတယ်။ Pochiki Melta နဲ့ Mansion မှာလည်း Naruto Style အဆောက်အုံတွေထည့်ထားပေးပါတယ်။ Character ability တွေအနေနဲ့ကတော့ Ninja Run ကိုတွေ့ရမှာဖြစ်ပြီးဒီကောင်အသုံးပြုတယ်ဆိုရင်တော့အပြေးမြန်ပါလိမ့်မယ်။အမြင့်ခုန်လို့ရပါလိမ့်မယ်။ရေထဲလည်းကျွန်တော်ဖြတ်ပြေးလို့ရတာဖြစ်ပါတယ်။ကိုကဒီက Ninja Run ကိုအသုံးပြုပြီးပြေးနေတဲ့အခါတကယ်ချင်းတွေကကုနာလာရင်မှ follow လို့ရင်မှလည်းကျွန်တော်တူပြေးလို့ရမှာဖြစ်ပါတယ်။ဒီ event မှာကြည့်ရမယ်ဆိုရင် Jutsu skill 9မျိုးတွေ့ရမှာဖြစ်ပါတယ်။ဒီ skill 9မျိုးနဲ့ပတ်သက်ပြီးမှကျွန်တော်တကယ်ချင်းတို့ဗီဒီယိုအသေးစိတ်တင်ပေးပြီးသွားပြီဖြစ်ပါတယ်။ဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်တော့ဗီဒီယိုလေးကိုကြည့်ဖို့ပြောလို့ပါတယ်ဗျာ။ဒီရဲ့ Jutsu skill လေးနဲ့ Ninja Run ကိုအသုံးပြုဖို့ဆိုရင်တော့ Chakra Energy လိုအပ်ပါတယ်။အောက်က energy ဘားတန်းကိုပြောတာဖြစ်ပါတယ်။ဒီရဲ့ skill လေးအသုံးပြုတာနဲ့မြအောက်က energy ဘားတန်းကလျော့သွားပါလိမ့်မယ်။ energy ဘားတန်းလုံးဝလျော့သွားတယ်ဆိုရင်တော့ဒီရဲ့ skill လေးအသုံးပြုလို့မရပါဘူးဗျာ။ energy ပြန်တက်လာအောင်ဘာလို့ရမလဲဆိုတာမေးစရာရှိပါတယ်။ဒီရဲ့ skill လို့ပေါ့ဗျာ Ninja Run တို့အသုံးမပြုပဲခဏနေပေးပါ energy ကပေါ့ဗျာဖြည်းဖြည်းချင်းကျော်ပြန်တက်လာမှာဖြစ်ပါတယ်။နောက်ဆုံးတကယ်ချင်းတို့စီမှာ Ichiraku Ramen ရှိတယ်ဆိုရင်တော့ဒီကောင်အသုံးပြုပြီးမှဒီရဲ့ energy ကိုပေါ့ဗျာလုံးဝတစ်ခါတည်းအပြည့် restore လုပ်လို့ရပါတယ်။ team item တွေအနေနဲ့ကတော့ဒီရဲ့စက်ကြောကိုတွေ့ရမှာဖြစ်ပြီးစက်ကြောကိုအသုံးပြုပြီးမှရန်သူကို damage ပေးလို့ရပါတယ်။ဒါပေမဲ့တပွဲမှာချိမယ်ဆိုရင်အကြိမ်20ပဲအသုံးပြုလို့ရတာဖြစ်ပါတယ်။ substitution jutsu ကိုယ့်ရဲ့သူရ10ရောက်သွားတယ်ဆိုရင်ချက်ချင်းကိုယ့်ရဲ့နေရာမှာဒီရဲ့တစ်တာတော့ဝင်လာမှာဖြစ်ပြီးကိုယ့်ကိုစိတ်ချတဲ့နေရာ teleport လုပ်ပေးပါလိမ့်မယ်။ Make out Paradise ကိုအသုံးပြုပြီးမှလည်းကိုယ့်ရဲ့ health ကိုလုံးဝ full boost လုပ်လို့ရပါတယ်။ဒီ event ရဲ့အဓိက boss အနေနဲ့ကတော့90လို့တွေ့မြင်ရမှာဖြစ်ပြီးသူနဲ့ battle ဆိုင်သူ့ကိုရှင်းပြီးမှသူ့စီကနေ loot တွေတော့လုံးဝ share ယူလို့ရတာဖြစ်ပါတယ်။ဒီရဲ့90 boss နဲ့ပတ်သက်ပြီးမှတော့ကျွန်တော်ဗီဒီယိုအသေးစိတ်တစ်ပုဒ်ပြန်တင်ပေးပါမယ်ဗျာ။ဒီရဲ့ update မှာကြည့်မယ်ဆိုရင် classic မှာလည်း feature အသစ်တွေပြောင်းလဲမှုတွေအများကြီးတွေ့မြင်ရတာမျိုးရှိပါတယ်။ classic ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးမှတော့ကျွန်တော်တကယ်ချင်းတို့ဗီဒီယိုသက်သက်အသေးစိတ်တစ်ပုဒ်တင်ပေးပါမယ်ဗျာ။ဒါဆိုရင်တကယ်ချင်းတို့အနေနဲ့ရောဒီရဲ့ Naruto update event နဲ့ပတ်သက်ပြီးမှဘယ်လိုမြင်လဲပေါ့ဗျာ။စော့ပြီးသွားရလားမစောရသေးဘူးလားကြိုက်လားမကြိုက်ဘူးလားပေါ့ဗျာ။ comment မှန်သွားပေးဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာ။တကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။